လူချမ်းသာအမျိုးသားတယောက်ဟာသူ့ရှေ့မှာလာတောင်းပန်နေတဲ့ကလေးမလေးဟာသူ့ရဲ့သမီးရင်မတိတိကြီးနဲ့ကိုလုံးဝအတိမတ်မပြုဘဲ DNA စစ်ဆေးချက်ကိုသူ့ရှေ့တင်ဆုပ်ခဲပစ်လိုက်တာအတိတ်ကဒီကလေးရဲ့အမေကသူ့ကိုရက်ရက်ဆက်ဆက်စွန့်ပစ်ခဲ့တယ်လို့အထင်မှားနေလို့အညိုးနဲ့အခုလိုလုပ်တာပေါ့တကယ်တော့အဲ့ဒီနောက်ွယ်မှာသူမသိတဲ့ဆွေးမြေ့စရာအမှန်တရားတွေရှိနေခဲ့တာပါလွန်ခဲ့တဲ့6နှစ်ကသူဟာဒီအမျိုးသမီးနဲ့ပေါင်းရဖို့အတွက်သူ့ရဲ့အမွေနှစ်တွေမိသားစုတွေကိုဆွန့်လွတ်ခဲ့ဘူးတယ်အဲ့ဒီနောက်မတော်တဆဖြစ်ပြီးသူမျက်စိကွယ်သွားတဲ့အခါသူ့ချစ်သူကသူ့ကိုပြန်မြင်ရအောင်မျက်ကြည်လွှာလူပေးခဲ့တာဗျဒါပေမဲ့သူတို့ကိုသဘောမတူတဲ့သူ့အမေနဲ့သူ့ကိုကြိုက်နေတဲ့တထေးသမီးတယောက်ကပူပေါင်းပြီးကြားထဲကကလိန်ကချစ်လုပ်ကြတယ်အတန်တူလှုပ်တတ်တဲ့သူတယောက်ကိုငှားပြီးငါမင်းကိုမချစ်တော့ဘူးလမ်းခွဲရအောင်ဆိုတဲ့အတန်ဖိုင်တွေနဲ့နှစ်ယောက်လုံးကိုအထင်လွဲအောင်လုပ်ခဲ့ကြတာသူတို့နှစ်ယောက်လုံးကတယောက်ကိုတယောက်တစ္ဆာဖောက်တယ်လို့ထင်ပြီးနာကြည့်ချက်တွေနဲ့လမ်းခွဲသွားခဲ့ကြတယ်6နှစ်ကြာတဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးကသူတို့ရဲ့သမီးလေးကိုတူးရဲကျွေးမွေးပြုစုလာရင်နဲ့အုံနောက်အကျိတ်ယောဂဖြစ်လာတယ်သူ့မှာခွဲစိတ်ဖို့ပတ်စံမရှိတော့ကလေးလေးရဲ့အနာဂတ်အတွက်စိတ်ပူပြီးသမီးလေးကိုသူ့အဖေစီတွားရှာခိုင်းရတော့တာပေါ့ကလေးမလေးကသူ့အဖေစီရောက်သွားပေမဲ့အဖေဖြစ်သူကအထင်လွဲနေတုံးဆိုတော့ကလေးကိုနှင်ထုတ်လိုက်ပြန်ရောအဲ့ဒါနဲ့တနာစရာကလေးမလေးကသူ့အမေစေးကူးဖို့ပတ်စံရအောင်လမ်းဘေးမှာပလင်းခွန်တွေလိုက်ကောက်ရတဲ့အထိဖြစ်သွားရှာတယ်နောက်ဆုံးအာဟာရချို့တဲ့ပြီးလမ်းမှာတင်မေးလဲသွားတာကိုသူ့အဖေရဲ့ညီမကတွေ့သွားပြီးဆေးရုံပို့ပေးရင်းကနေ DNA ပြန်စစ်ကြည့်တော့မှအမှန်တရားတွေကပေါ်လာတော့မှဗျ